သူတို့ဟာမြေအောက်မီတာ200 ပေ600ကျော်မာကြီးမားတဲ့ရေတိုင်ကြီးတစ်ခုကိုတွေ့ရှိခဲ့ပြီးဒါကိုအရေးပေါ်လွတ်မြောက်ရေးရင်ဖြစ်အသုံးပြုဖို့ဆုံးဖြတ်ခဲ့ကြပါတယ်လူအားလုံးထဲကိုရောက်သွားတဲ့အခါမှာတော့ဂျက်ကအဖုံးကိုပိတ်ပြီးအပြင်ဘက်ကနေဝက်အူတွေနဲ့ကျက်လိုက်ပါတယ်တိုင်ကြီးထဲကသူ့သူငယ်ချင်းတွေကအဖုံးကိုဝိုင်းထုနေကြပေမဲ့ဂျက်ကတော့မျက်ရည်တွေနဲ့သူတို့ကိုနောက်ဆုံးနှုတ်ဆက်စကားပြောနေခဲ့ပါတယ်တိထန်စွာရွာသွန်းနေတဲ့မိုးရေတွေနဲ့မြေအောက်ရေတွေကမြေကြီးကိုဖောက်ထွက်လာပြီးရေမျက်နှာပြင်ဟာတဖြည်းဖြည်းမြင့်တက်လာကဂျက်ရဲ့ခန္ဓာကိုယ်ကိုမြုပ်သွားစေခဲ့ပါတယ်အင်အားကုန်တဲ့အထိငိုယိုနေတဲ့သူ့သားလေးဟာသူ့ဖခင်ရဲ့ဒီလိုစတေးမှုကိုကြည့်နေုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူးရေမျက်နှာပြင်ကဆက်လက်မြင့်တက်လာပြီးတိုင်ကြီးကြီးဟာလည်းအပေါ်ကိုမျောတက်လာပါတယ်အဲ့ဒီအချိန်မှာပဲကြောက်တုံးကြီးတုံးပြုတ်ကျလာပြီးတိုင်ကြီးကိုထိမှန်သွားတာကြောင့်အောက်ဘက်ကိုပြန်နေဆင်းသွားပါတယ်ဒါပေမဲ့နောက်ထပ်ကြောက်တုံးငယ်တစ်ခုနဲ့ထိမိပြီးအပေါ်ကိုပြန်မျောတက်လာခဲ့ပါတယ်ဒါပေမဲ့တိုင်ကြီးဟာလျှက်စစ်ဝိုင်ယာကျိုးတွေကြားထဲမှာညှိနေခဲ့ပြန်ပါတယ်အထက်ကလူတွေကလွတ်မြောက်ဖို့အတွက်တိုင်ကြီးနေရန်တွေကိုဝိုင်းထုကြပေမဲ့ဘာမှထူးမလာပါဘူးနောက်ဆုံးမှာတော့သူတို့အားလုံးအင်တိုက်အားတိုက်ဝိုင်းနှုံးလိုက်ကြတာကြောင့်ဝိုင်ယာကျိုးတွေကြားထဲကလွတ်မြောက်သွားခဲ့ပါတယ်တိုင်ကြီးကအပေါ်ကိုဆက်မျောတက်သွားပေမဲ့ကံမကောင်းစွာနဲ့တမနီပိုက်လုံးကြီးတစ်ခုနဲ့တွားညှိနေပြန်ပါတယ်လူတွေကပိုက်လုံးကိုတွန်းထုတ်ဖို့ကြိုးစားကြပေမဲ့ရေတွေကတိုင်ကြီးတဲကိုတရားဟောစီးဝင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတိုင်ကြီးအပြင်ဘက်ကနေအတန်တစ်ခုကြားလိုက်ရပါတယ်အဲ့ဒါကတော့ဂျက်ပါပဲသူဟာအသက်မသေးပဲအပြင်ဘက်ကနေတိုင်ကြီးကိုခြေထောက်နဲ့ကန်ထုတ်ပြီးကူညီပေးနေတာပါအထက်ကလူတွေနဲ့အပြင်ကလူတွေပူးပေါင်းလိုက်တဲ့အခါမှာတော့တိုင်ကြီးဟာပိုက်လုံးကြီးစီကနေလွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့တိုင်ကြီးကပေါက်နေတာကြောင့်ရေတွေကစက်ဝင်နေအောင်ပါပဲလူတစ်ယောက်ကသူ့လက်မောင်းကိုအပေါက်ထဲထိုးထည့်ပြီးရေမဝင်အောင်ပိတ်ထားပေးလိုက်ရပါတယ်ဂျက်ဟာတိုင်ကြီးစီကိုရေကူးသွားပြီးသူ့သူငယ်ချင်းရဲ့လက်ကိုဆွဲဖို့ကြိုးစားပေမဲ့တိုင်ကြီးကအပေါ်ကိုအမြင်မျောတက်နေတာကြောင့်မမီခဲ့ပါဘူးဂျက်ဟာအင်အားကုန်ခန်းပြီးရေထဲကိုပြန်နေဆင်းသွားခဲ့ပါတယ်ကံကောင်းကျင်တော့သူ့ခြေထောက်ဟာတိုင်ကြီးမှာချီထားတဲ့ကျိုးနဲ့ညီသွားခဲ့ပါတယ်တိုင်ကြီးကအပေါ်ကိုအဟုန်နဲ့တက်သွားတဲ့အခါဂျက်ကိုပါရေမျက်နှာပြင်ပေါ်ကိုတပါးတည်းဆွဲတင်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့အားလုံးရေမျက်နှာပြင်ပေါ်ကိုဘေးကင်းစွာရောက်ရှိသွားခဲ့ပါတယ်ကယ်ဆယ်ရေးအဖွဲ့ကလည်းသူတို့ကိုမော်နီတာကနေတဆင့်တွေ့ရှိသွားပြီးချက်ချင်းပဲလာရောက်ကယ်ဆယ်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲတိုင်ကြီးထဲကတခြားနေရာတွေမှာပါအပေါက်တွေထပ်ဖြစ်လာပြီးရေတွေစီးဝင်လာတာကြောင့်လူအားလုံးထိတ်လန့်သွားကြပါတယ်ဂျက်ဟာရေထဲကနေတိုင်ကြီးပေါ်ကိုတက်လာပြီးသူ့ရဲ့နောက်ဆုံးလက်ကျန်အင်အားနဲ့အဖုံးကိုအပြင်ကနေလှည့်ဖွင့်ပေးလိုက်ပါတယ်